ရေကောကနေပြီးတော့ကြိုက်တီကိုဒါရထားတဲ့သွားမယ်ဇံဘလောက်ကုန်မယ်ရိုက်ကုန်လားနည်းနည်းကုန်လားဒီခီးကပတ်သက်စီဖြစ်မလားပြန်နေစိစားတဲ့ပေါ့ဘယ်လောက်ကြာပြီဆိုတော့ဒါပြပြပေးသွားပါမယ်တပတ်မို့တော့တကယ်ပရိုလာဆိုတာဒီရထားရအနံ့ပေါ့နော်အနံ့ရဘယ်လိုဒီနေ့ကတော့မနက်9:00နာရီရန်ကုန်မော်လမြိုင်ရထားနဲ့ကြိုက်ထီကိုသွားဖို့အတွက်ရန်ကုန်ဘူတာကြီးကိုရောက်နေတာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ online ကဝယ်ထားတဲ့ e-ticket တွေကစက်ကူလက်မှတ်ပြန်လဲစရာမလိုတော့ဘူးလို့တော့သိထားတယ်။ဒါပေမဲ့ဘူတာကသူတွေကိုမေးကြည့်လိုက်တဲ့အခါကျတော့စက်ကူလက်မှတ်ပြန်လဲပေးပါဆိုတာနဲ့အခုပြန်လဲဖို့အတွက်ကိုတန်းစီနေတာပါ။ဒါအခုကဒါရန်ကုန်ကနေပြီးတော့မနက်9:00နာရီထိုးစထွက်လာပေါ့နော်အခုကကျတော့ဒါကြိုက်ထီကိုသွားမယ်ဆိုရင်ဒါဂျားဘူတာဖြစ်သွားပါတော့ဂျားဘူတာမှာဒီကြိုက်ထိုဘူတာထီဆိုရင်ဒါမနက်8:10မိနစ်လောက်မှာဒါကြိုက်ထိုဘူတာကိုစိုက်မှာပေါ့နော်ဒါဆိုရင်ကြိုက်ထိုရန်ကုန်ကနေကြိုက်ထိုထီဆိုရင်တော့ဒါ3နာရီလောက်ပဲဒီရထားအစီးရတယ်နေချင်းပြန်သွားခြင်းတဲ့သူတွေအတွက်ဆိုရင်လည်းဒီမော်လမြိုင်ကနေပြန်ထွက်လာတဲ့ရထားဆိုရင်ကြိုက်ထိုပြန်ရောက်မဲ့ချိန်က2:41မှာပြန်ရောက်မှာအဲ့လိုဆိုတော့ဒီကြိုက်ထီကိုရန်ကုန်ကနေပြီးတော့ဒီရထားနဲ့နေချင်းပြန်သွားခြင်းတဲ့သူတွေဆိုရင်လည်းဒါအဆင်ပြေတာပေါ့နော်အခုချိန်ထိကတော့ဒီရဲ့မျိုးရထားလက်မှတ်တွေအကုန်လုံးက online ကပဲဝယ်လို့ရတာဖြစ်တဲ့အတွက်အခုပြထားတဲ့ website ကနေပဲဝယ်လို့ရပါတယ်ခီးစဉ်အစဆုံးဆိုရင်တော့9ရက်ကြိုတင်ပြီးတော့ဝယ်ရပြီးတော့ဂျားဘူတာတွေဆိုရင်တော့9ရက်ကြိုပြီးတော့ဝယ်ရပါတယ်လိုချင်တဲ့ထိုင်ကုန်ရဖို့အတွက်ကတော့ဒီလိုမျိုးည7:00နာရီထိစောင့်ပြီးတော့ဝယ်မှလိုချင်တဲ့ထိုင်ကုန်ရဖို့ကိုသိကြပါတယ်အခုကတော့ဂျားဘူတာဖြစ်တဲ့အတွက်အထက်တန်းထိုင်ကုန်တွေကတော့မရတော့ဘူးပေါ့နော်ခီးစဉ်အစဆုံးအတွက်9ရက်ကြိုပြီးဝယ်မယ်ဆိုရင်တော့ဒါအထက်တန်းခုံရနိုင်ပါတယ်ဒီရထားနှစ်ခုမှာဘယ်ဟာကိုကြိုက်လဲဆိုတော့ traditional ဆန်ဆန်ပဲဂျုံဂျုံကြဲကြဲရထားကိုပို့ပြီးကြိုက်တယ်ပို့ပြီးသဘောကျဘာဖြစ်လဲဆိုတော့ဒီကိုရီးယားရှုခင်းကြည့်ချင်တဲ့သူမျိုးတွေဆိုတော့ဒီရထားရကြဒီလိုပြီးနတ်မှာအကုန်လုံးမှန်နေအပိတ်ပြောအလုံးပိတ်တွေဆိုတော့အဲကုန်းတွေကတော့အေးတယ်အတောင့်တတတော့ရှိတယ်ဒါပေမဲ့လို့ဟိုရထားကြတော့လေကောင်းလေးတင်ရတယ်ပြင်ရရှုခင်းတွေကိုလည်းကြည့်လို့ရတယ်ပေါ့နော်မြင်ရတယ်အဲ့တော့ဘောကူဆိုရင်တော့ဘို့လိုရထားကိုပို့ပြီးတော့သဘောကျတယ်ဒီရထားကတော့မကောင်းဘူးကောင်းတယ်ဒါပေမဲ့တယောက်နဲ့တယောက်တော့အကြိုက်ချက်တော့တူပေါ့နော်တွေ့နာစင်ပါရှင်ခီးတွေများစီးနှင်းလိုက်ပါလာတဲ့ရထားဟာမကြမီစင်မိခန့်အတွင်းပကူးကူရာသို့ရောက်ရှိရမှာဖြစ်ပါတယ်ပကူးကူရာမှာသုံးမိဖြတ်ခံပြီးမှဖြစ်ပါတယ်ရှင်6နာရီနဲ့10မိနစ်ရှိသွားပြီပေါ့နော်အခုဆိုရင်ပကူးရောက်ပြီရန်ကုန်ကနေပကူးဆိုဒီရထားနဲ့လာတနိုင်ပဲကြာတယ်原人他国人，是领导性复杂性，是前面买变性，我们批读到居民年人，我是会参与啥东西，也比较到中间数量标准，譬如我就是量六在八人，大家看分啥八人些。ဒီရထားရအနံ့ပေါ့နော်အနံ့ရဘယ်လိုနိုင်လဲသူဒီတန်ရှင်းလောက်ထားပါလိုက်မယ်သူပိုးသက်စီမှာဖြန်းထားတယ်ပါလိုက်မယ်အဲ့အနံ့ရလက်စီးကိုနိုင်တယ်အရန်တူတယ်အဲ့တော့ခုနဖတ်လဲပေါ့လေခေါက်ဆွဲရဘယ်လောက်လဲခါစလေးကမလေးတာရှင်းစလေးကမတုပ်ဖို့ကမတွေ့ပြတလုံးပြဟုတ်တွေ့မြန်နှစ်ခွက်ခါစလေးရပြီရှင်ကော်ဖီလေးပေးပေးရပါလားအော်ဆေးလေးရပြီနှစ်ခွက်ကော်ဖီနှစ်ခွက်ကသုံးလို့ဆက်တာဒီချက်ဝက်နှလုံးอ่ะ10တောင်းဟိုက9တောင်းနဲ့9အခုရှင်းတော့လောက်ဒါကစိန်စေးအဘူတောင်ရောက်တော့ပါဗောနော်ဒါပြောရရင်ဒါမူပြီးလည်းဝင်လာပြီပေါ့နော်အခုအချိန်ဆိုရင်9:15ဖြစ်သွားပြီ9:18ဆိုရင်ဒါတိန်စေးရဘူတောင်ရောက်ပါ
ကတော့တိတ်ဆက်ပူတောင်ရောက်ပြီပေါ့နော်နောက်ထပ်တစ်နိုင်လောက်နေလို့ရှင်တော့ဒါကြိုက်ထူရောက်ပါတော့မယ် ကျော်အာလူကျော်ငါးရီကုန်ကျော်လက်ပတ်ဝင်ကျော် ရောက်တာဒါဘယ်လောက်လဲ ဒါ9000ပဲ လက်ပတ်ဝင်ကျော် 9000ပဲ အာငမှုကျော် 2000ပဲ ဟမ် 2000ပဲ 2000ငမှုကျော်ပဲစားလားအဲ့ဒါလေးငမှုကျော်တယ် ဒါတော့ဒီ ဟုတ်ပါ ခီးသည်များဆင်းရဲလိုက်ပါလာတဲ့ယထာဟာမကြမီစင်းမိခံအတွင်းစိတ်ထူပူရာသို့ရောက်ရှိတော့မှာဖြစ်ပါတယ် ရခဏဟိုဘက်ကတကားအလေကားရှိရယ်ကွယ်ကိုရင်စင်းတဲ့ဘက်ကလေကားမရှိဘူးပဲအဲ့တော့ပုံကြပြီရှိတာဟိုကစင်တော့ဒါအိုးဝေကြိုးပြီးတော့ငားထားတာပေါ့နော်အထုပ်ကဒါပဲပါဟုတ်ပါ လိမ့်နေလွယ်ပါမို့ ဟုတ်ဒီကနေပြီးတော့ဒီဘူတာကနေပြီးတော့ကင်မိုစကန်ကြီးဆိုတာအိုးဝင်းနဲ့သွားအောင်တော့ဒါ10မိုင်လောက်ရှိဆက်ပြီးတော့သွားရအောင်အခုကတော့ကြိုက်ထိုပူတာကနေပြီးတော့ကင်မိုစကန်ကိုသွားနေရပါသွားခဲ့တာကတော့ဒါကိုအောင်သူအိုးဝင်နဲ့ချိတ်ပြီးတော့သွားခဲ့တာပေါ့နော်ဒီကိုကစိတ်လည်းရှိတယ်အပြင်မှာလည်းအချိန်ရရတယ်လို့မျိုးကြိုက်ထိုတွေကဖះတွေကတက်ချောင်းတွေကိုလည်းဒါလိုက်ပို့ပေးပါတယ်ရန်ကုန်ကနေပြီးတော့ဒီကြိုက်ထိုပူတာရောက်တဲ့ဒီကယထာလက်မှတ်ခါကဒါပထမတန်းဆိုလို့ရှိရင်ဒါ9000ပေးရတယ်ပေါ့နော်ခွန်က200ပေးရဆိုတော့9200ဒါပေမဲ့ပြီးတော့ဟိုဝင်ဆောင်ကပေါ့နော်ဝင်ဆောင်က300ထပ်ပြီးတော့ပေးရသေးတယ်အဲ့ဒါကတော့ဒါယထာလက်မှတ်ပဲပေါ့နော်ကျန်တာတော့ဒီယထာဘောမှာရောင်းနဲ့မုတ်တင်မနှက်ဆိုင်ဒါဝယ်စားတာကတော့ဒါဝယ်စားတဲ့ပုံမှာအလိုက်မူတည်ပြီးတော့ဒါကြောက်မှာပေါ့နော်ဒါစားစိမ့်အနေနဲ့ကတော့ဒါအခုကဒီယထာဟွာရောက်လို့ရှိရင်ဒီပူတာရောက်ပြီဆိုလို့ရှိရင်ဒီကနေပြီးတော့ကင်မိုစကန်ကိုအိုးဝေနဲ့ဆက်ပြီးတော့သွားတယ်ပေါ့နော်ဒီအိုးဝေကတော့ပုံမှန်ဆိုလို့ရှိရင်အသွား2000ပဲအပြန်2000ပဲပေးရတယ်ဒါပေမဲ့လို့စီစီအတက်ကြပေါ်မူတည်ပြီးတော့ဈေးနှုန်းကတော့အတက်ကြတော့နည်းငယ်တော့ရှိမယ်ပေါ့နော်အခုသွားခဲ့တော့ကတော့အိုးဝေကားကတော့အသွားပြန်ကို4000ပေးခဲ့ရပါတယ်။အဲ့ဒါကလည်းစီစီအတက်ကြပေါ်မူတည်ပြီးတော့ဈေးနှုန်းကအတက်ကြရှိနိုင်တဲ့အတွက်ဒီမသွားခင်မှာဖုန်းဆက်ပြီးတော့ကြိုတင်ပြီးစုံစမ်းထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။ဒီတောက်တက်ကားကကြတော့ဒါနောက်ခန်းဆိုလို့ရှိရင်တယောက်ကို9000ပေးရတယ်။အဲ့တော့တန်းက9တန်းရှိရဒီလိုတန်းကို6000ထိုင်ရတယ်လူ6000ထိုင်။အဲ့ဒါကားပြည့်ပြီဆိုမှဒါကားသူထွက်ပေးရပါတော့။မိုးရွာမှာဆိုလို့ပေါ့နော်။အဲ့ဒါမိုးကလေးတစ်ထည့်ဝတ်လိုက်တာပါ။ဒါမိုးကတစ်ထည့်ကိုတော့ဒါ9000ပေးရပါတယ်။ဟိုဟိုတယ်ရောက်ရင်ဟိုကစောင့်နေရ15မိနစ်လောက်ရှိပြီအခုဒီမထွက်ဘူး။အာဒါမှအခုတော့ထွက်တော့မယ်တဲ့။တရားပွဲရမ်းကြရှိလူနှစ်တိုင်းရှိပြီမျိုးတို့တော်လန်ခကြီးတောင်တက်လာ2လကျော်ပြင်ပင်ဗမနဲ့တက်ရတဲ့အတွက် ဒီမှာအလိုခံကောက်တဲ့နေရာရှိပါတော့ကြိုက်ကြီးကိုလမ်းနေရတော့ရှေ့တဲ့ရကိုရရတယ်ပြောဒီဘိုးလေးဆိုရေတကုံလေးပါရတဲ့ရေစီးရှာဒီတော့ရေရှာရှေ့လာဘာလဲထောက်ချူရအောင်မှာအေးတာလို့ရပါဘူးလာတောက်တက်ကစီးပြီးတဲ့အခါတောက်တက်ကမိနစ်40 45မိနစ်လောက်စီးလိုက်ရတယ်အခုတော့ဒီမှာဒါတောင်ပေါ်ကိုစပြီးရောက်ပါပြီအခုဒီကနေပြီးတော့ဒါဟိုတယ်ကိုသွားမယ်ပေါ့နော်အိုင်နာတော့ပြမြတော့ဒါအခုဒီဟိုတယ်ကိုသွားနေရလမ်းပါပေါ့နော်အရင်ကဆိုဒီလမ်းတွေအကုန်လုံးမှာတောက်လျှောက်မှာစီးဆိုင်တွေမရှိရပါတော့ဒါပေမဲ့အခုကဒါတိတ်မစေးဆိုင်မိုးတွင်းနဲ့မိုးတွင်းဆိုတော့ဒါခီးတယ်လည်းတိတ်မလားစေးဆိုင်နေလည်းမရှိဘူးပေါ့နော်အဲဒီမိုးတွင်းကြိုက်ထီကိုလာလို့ရလားဆိုတော့လာလို့ရတယ်တောင်တက်ကားတွေလည်းရှိတယ်ဒါပေမဲ့မရှိတာဒီလိုမျိုးဈေးဆိုင်တွေပေါ့နော်အရင်ဟိုရာသီဒီကြိုက်ထီကိုရာသီလိုမျိုးဈေးဆိုင်တွေပေါ်မြများတော့အများကြီးမရှိဘူးဒါပေမဲ့ဆိုင်တစ်ဆိုင်စားနှစ်ဆိုင်စားတော့ဖွင့်တယ်အေးစစ်စစ်ဖျားဖူးချင်တယ်ဆိုရင်တော့လာတာကောင်းတယ်
မိုးရဲများတဲ့ချိန်ဆိုတော့မကောင်းဘူးပေါ့နော်ဒါအခုလာတာလည်းနည်းနည်းကန်ကောင်းသွားတာလည်းပါတယ်ဘာလို့လဲဆိုတော့ဒီရန်ကုန်ကစထွက်လာတော့ဆိုရင်ဒီမိုးတွေအရန်သေးတယ်ရန်ကုန်ဘူတာကြီးရောက်တော့ဆိုရင်အခုဒီဘက်ကိုရောက်လာတဲ့အချိန်မှာဒီကြိုက်ထိုဘူတာရောက်တဲ့အချိန်မှာမိုးလေးကတိတ်သွားအခုလည်းမိုးတိတ်ပြီးတော့မျိုးလေးတွေဆိုင်လေလေးကအေးပြီးတော့ဘိုးမှဆိုရင်နေလေးတောင်ပြန်ထွက်လာဟိုမှာတိတ်ပင်လေလေးတောင်တိတ်ပင်တော့မြင်နေရတယ်ကြိုက်ထိုရောက်ရင်မာကြီးကချောလို့ပေးတာကိုကြီးကချောလို့ပေးတာပေးမာကြီးစေတနာရှိသလောက်တကယ်အခုဒီမှာမောက်တင်တော့ကိုရောက်ပါပြီဒီဟိုတယ်ကကျတော့လေဒီကြိုက်ထိုဖျားရေပြင်းနေဆိုတော့နည်းလန်းတယ်ဒီကားဂိတ်နဲ့ဆိုလို့ရှင်တော့နီနီလေးလမ်းလျှောက်လာ9မိနစ်လောက်ပဲကြာတယ်ရတယ်ဟုတ် restaurant ပိတ်ပါတယ်ကိုပဲက ဟုတ်ကဲ့ fan ကတော့ဟို lobby ရော restaurant ရော fan ရောအတူတူပဲဒါပေမဲ့ဟိုအခန်းထဲမှာ fan လိုင်းလေးနေတယ် lobby line ကောင်းတယ် restaurant line ကောင်းပါတယ် ဟုတ်ကဲ့ ပုံမှန်တော့ဒီမှာ check out ကတော့10နာရီပေါ့နော် ဒီမှာဆိုလို့ရှိရင်အခန်းအမျိုးသား2မျိုးရှိရပေါ့နော် dollar room ရယ် super dollar room ရယ်ဆိုပြီး2မျိုးရှိရဒါအခုကအဲ့3,800နဲ့အခန်းကိုတက်ကြည့်ပါမယ်ဒီမှာဒီကတော့ view ပေါ့နော် view ကောင်းကောင်းမြင်ရတယ်ဒါတော့ဒီမှာမှန်တင်ကုန်ပါမယ်ဒီမှာ TV ပါမယ်ပြီးတော့ဒီမှာစက်တီလေးတစ်ခုပါစက်တီကတော့ခုံကတော့ဟိုဘက်မှာထားတာပေါ့နော်ပြီးတော့ဒီမှာရေခဲသစ်တာပါပါပဲအခုကဒါ3သိန်းခွဲတန် Dallas room ပေါ့နော်ဒီဘက်အခန်းကျတော့ဘာမှပါမလဲဆိုတော့အဓိကအဲကုန်းမပါအဲကုန်းမပါဘူးပြီးတော့ရေနွေးအိုးလို့ဘာလို့မပေးရအောင်အခန်းတိုင်းကတော့အိမ်သားရေချိုးခန်းတွဲရက်ပါတယ်ရေပူရေအေးလေးရတယ်တန်တန်ရှင်းရှင်းလေးရှိပါတယ်ဒီကြိုက်တီဟိုကဟာလေးတွေကတော့အခန်းလေးကတော့ကျင်းတော့ကျင်းတယ်ဒါပေမဲ့သူ့ဟာလေးနဲ့တော့သူကတော့အဆင်ပြေပါတယ်ဒီမှာဆိုရင်ဒါအခုဒီမှာဒီဟိုတယ်မှာဆိုရင်ဒါမနက်စာပါပြီးသားပါနော်မနက်စာတော့ဟိုတယ်အခန်းခါထဲမှာပါထားပြီးသားဆိုပေမဲ့အခုသွားခဲ့တော့ဆိုရင်ခောက်ဆွဲကြော်ပေါင်မုတ်ကြက်ဥနဲ့အသီးနဲ့အနှဲငယ်လောက်ပေါ့နော်အဲ့ဒါပဲရတယ်တောက်စီယာကတော့လက်ဖေးကော်ဖီနဲ့အေးပေါ့နော်အဲ့ဒါပဲရပါတယ်နောက်ပြီးတော့သူတို့ရဲ့မနက်စာကျွေးရဲ့ပုံစံကပူဖေးပုံစံမျိုးခင်းထားတာမျိုးမဟုတ်ဘူးတခြားအချိန်တွေမှာတော့ဒီလိုပဲလားမသိပေမဲ့အခုသွားခဲ့တဲ့အချိန်တုန်းကတော့မှာတော့မှလိုတလောက်လာချပေးရဲ့ပုံစံမျိုးပါသွားခဲ့တဲ့အချိန်တုန်းကတော့ဒါအခန်းထဲမှာ wifi ကတော့လုံးဝလိုင်းမမိပါဘူး။ lobby မှာတော့သုံးမှပဲဒါလိုင်းကောင်းကောင်းသုံးလို့အဆင်ပြေပါတယ်။အစားအသောက်အတွက်ကတော့ဟိုတယ်ကမှာစားမယ်ဆိုရင်တော့ဟင်းပွဲပေါ်မူတည်ပြီးတော့$4ကနေပြီးတော့$20ဝန်းကျင်လောက်ထိရှိပါတယ်။ပြီးတော့ဒီမှာကဒီအခန်းတွေထဲမှာအစားစားခွင့်မပြုထားတာဖြစ်တဲ့အတွက်ကြောင့်အပြင်ကဝယ်လာပြီးတော့သူတို့ရဲ့ dining area မှာစားမယ်ဆိုရင်တော့ table charges အနေနဲ့$5သတ်မှတ်ထားတာမျိုးရှိပါတယ်။အပြင်မှာတော့စားမယ်ဆိုရင်တော့အပြင်ကဆိုင်တွေကတယောက်ကိုအဝအစားဆိုရင်$1,000ခွဲရှိပါတယ်။ဟုတ်တယ်ပါထုတ်ပြီးစခဲ့တယ်တော့ဒါဖះဒီလိုတော့ချောက်တာနော်လေးလေတော့ဖះခါဖို့ပြင်းရတယ်လားအဲဒီတော့ချင်းနေရတော့အနေနဲ့ပဲဒီအောင်ဆိုင်နေတာအခုဆိုရင်ကြိုက်ဖို့မြောက်ခဲ့တယ်စကားလေးဆိုရင်ဒီပြောင်းလာသူ့ပြတယ်တော်ရည်ဆိုရင်တော်တော်များများကကြိုက်ထီကိုသွားလို့မရဘူးဖះပိတ်တယ်ဆိုပြီးတော့ဒါထင်တတ်ကြတယ်ပေါ့နော်တကယ်တော့ကြိုက်ထီကိုဆိုတာက12လလုံးဖွင့်ပါတယ်ကီဘယ်ကားတွေကတော့မိုးရသည်ဆိုရင်လေတံမိုးတံတွေနဲ့အနေအများတာဖြစ်တဲ့အတွက်ကြောင့်ကီဘယ်တွေကတော့ပိတ်ထားပါတယ်ကြိုက်ထီကိုရောက်ချင်တာဒါဖះကြီးမျိုးပေါ့ဒါပြီးတော့ဖះပြီးတော့ပြီးအခုကတော့ရန်ကုန်ကနေပြီးတော့ကြိုက်ထီကိုသွားတဲ့ခီးစဉ်တစ်လျှောက်မှာဘယ်လောက်ကုန်ကြခဲ့လဲဆိုတာနဲ့မိုးတွင်းမှာကြိုက်ထီကိုသွားခဲ့ရတဲ့အတွေ့အကြုံတွေကိုပြန်ပြီးတော့မျှဝေပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီကြိုက်ထီကိုဖះရောက်ဝင်ချင်းမှာမိုးတွင်းကာလဘယ်လိုအခြေအနေတွေဖြစ်နေလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းဆက်ပြီးတော့ပြောပြပေးသွားအောင်မှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ခဲ့အောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။